ငှက်ကလေးကတော့သူ့ရဲ့ခြံထဲမှာတောက်လျှောက်အလုပ်လုပ်နေခဲ့ပါတယ်။ဒါပေမဲ့သူခြံဘေးရဲ့ပိုင်ရှင်ဖြစ်တဲ့ကာလူကြီးကန်ကတော့အလုံးမလုံးဖန်တဲ့စိန်နဲ့လဲနေခဲ့ပါတယ်။ဒါပေမဲ့လေရာနိုးငှက်ကလေးကတော့လုံးဝအနာမယူခဲ့ပါဘူး။ကာလူကြီးကန်ကတော့စိန်နဲ့အိပ်ပြီးတော့မှရာနိုးငှက်ရှိကိုလာခဲ့ပါတယ်။အမလီညီမကအလုပ်တော်စူးစမ်းတာပဲနော်။ကျွန်တော်ထက်ကအရင်လာတယ်ပြီးတော့လေခုအချိန်ထိတောက်လျှောက်အလုပ်လုပ်နေတာတစ်စက်မှမနာသေးဘူးပဲ။နာတစ်ဖြုတ်လေထိုင်ပြီးအနားယူလိုက်ပါအောင်။ကာလူအကိုရဲ့အကဲလို့နားပြီဆိုရင်အလုပ်တွေကဘယ်ဖြစ်ပါမလဲ။သမီးလေးကိုမင်္ဂလာဆောင်ပေးရမှာလေ။ရက်ဆွဲလဲထွက်နေပြီ။ဒါကြောင့်မလို့စူးစမ်းပြီးတော့အလုပ်လုပ်ရမှာပဲလေ။အကိုလည်းသိတဲ့အတိုင်းပဲလေ။မင်္ဂလာတစ်ခုဆောင်ရင်ပတ်စံဘလောက်ကုန်လဲဆိုတာ။တီးနှံလေးကောင်းကောင်းဖြစ်ထွန်းရင်တော့တိတ်ကောင်းပါပဲ။ဖះကိုဒါပဲဆူတောင်းရမှာပဲလေ။အော်အဲ့လိုလား။အဆိုလဲဟုတ်ပြီလေ။အလုပ်ဆက်လုပ်ပါ။ကျွန်တော်သွားရမယ်နော်။ဒီလိုပြောပြီးတော့မှကာလူကြီးကန်ကတော့တရင်ပေါ်မှာပြန်သွားအိတ်ခဲ့ပါတယ်။ဒါပေမဲ့လေရာနိုးငှက်ကတော့လုံးဝအနာမယူခဲ့ဘူး။သူကအရန်စူးစားတဲ့ငှက်ကလေးပဲဖြစ်ပါတယ်။နေ့လေ7 နာရီအချိန်ရောက်ခဲ့ပါပြီ။ရာနိုးငှက်ကလေးကဘိုက်စားလို့ဆိုပြီးတော့မှနေ့လေစာစားခဲ့ပါတယ်။သူကထမင်းကြိုက်ဖွင့်လိုက်တာနဲ့ပဲကာလူကြီးကန်ကသူ့ရှိကိုချက်ချင်းရောက်လာခဲ့တယ်။ညီမရဲ့အနံ့ကလည်းမွေးနေတာပဲ။ငါကတော့မနေနိုင်လို့ပြေးလာပြီ။ငါနည်းနည်းစားလို့ရမလား။ငါကိုကြွေးမလား။ဟုတ်ရပါတယ်စားလေလူပြောတဲ့အခါမှာပဲကြီးကန်ကထမင်းဆိုင်ကိုသူ့ဘက်ကိုဆွဲလိုက်တယ်။ပြီးရင်ကြည့်ရင်လည်းထမင်းဆိုင်ထဲမှာရှိတဲ့ထမင်းဟင်းတွေအကုန်လုံးကိုသူတယောက်တည်းစားသွားခဲ့ပါတယ်။ငါ့ကိုခွင့်လွှတ်လိုက်တော့ငှက်ကလေးငါကတော့စားကောင်းကောင်းနဲ့အကုန်စားပြစ်လိုက်တာအရန်လဲဘိုက်စားနေတာပြီးတော့အရန်ကိုအရသာရှိတာ哦ငါ့ကိုခွင့်လွှတ်ပါနော်ဘာမှဖြစ်ပါဘူးအကိုရဲ့ညီမကပြီးမှပဲစားလိုက်တော့မယ်ဒီလိုနဲ့စားတော့ပြီးတော့ပြန်ပြီးကာလူကြီးကန်ကသူ့နေရာမှာပြန်သွားခဲ့တယ်ဒီဘက်မှာရှိတဲ့ရာနိုးငှက်ကတော့အငှက်ကန်ပြီးပဲအလုပ်ကိုဆက်လုပ်နေခဲ့ရတယ်လူနဲ့အချိန်တွေရက်တွေကုန်ဆုံးခဲ့တယ်အခုအချိန်မှာတော့တရလုံးရဲ့တီးနှံတွေဖြစ်ထွန်းတဲ့အချိန်ရောက်လာပါပြီတုံးပရိသီးတွေကောင်းကောင်းကိုထွက်တာပဲအကုန်လုံးစိမ့်လန်းဆိုပြင်းနေတာဒါဆိုရင်ဒီတစ်ခေါက်တော့ပတ်စံမများရမှာဒီပတ်စံတွေကိုငါသမီးလေးမင်္ဂလာဆောင်အတွက်သုံးမယ်သားကိုအရန်ကျေးဇူးတင်ပါတယ်နော်ဘာလို့ဆိုကျမရဲ့ကြိုးစားအားထုတ်မှုကအယောင်ပေါ်ခဲ့တယ်လေဒီလိုနဲ့ရာနိုးငှက်ကလေးကတော့အရန်ကိုပျော်နေခဲ့ပါတယ်ဒါပေမဲ့ကာလူနဲ့သူ့မိန်းမကတော့အရန်စိတ်ညစ်နေခဲ့ပါတယ်ဘယ်လိုလဲဆိုတော့သူ့ရဲ့ခြံထဲမှာရုံးပရိသီး2 ခု 3 ခုပဲထွက်နေခဲ့ပါတယ်ကာလူကြီးဒါဘယ်လိုဖြစ်သွားတာတော့ဟိုမှာကြည့်ပါအောင်ရာနိုးငှက်ရဲ့ခြံထဲမှာတော့စိတ်လန်းဆိုပြေးနေတာပဲတစ်ခြံလုံးရုံးပရိသီးတွေတီးနေတာပြီးတော့ကျမတို့ခြံထဲကြည့်ပါအောင်2000 3000ပဲတီးနေတာအဲ့ဒါဘယ်လိုဖြစ်တာတော့ငါလည်းစူးစမ်းခဲ့တာပဲဒါဆိုအဲ့ဒီငှက်ရှိသွားကြည့်ရအောင်ဒီလိုနဲ့သူတို့လင်မယားနေအောင်ရာနိုးငှက်ကလေးရဲ့ခြံထဲကိုရောက်လာခဲ့ကြတယ်ကိုကြီးကြည့်ပါဦးကျမခြံထဲမှာဒီနေ့ဒီနေ့တော်တော်ဖြစ်ထွန်းနေအဲ့ဒါကျွန်တော်စူးစမ်းမှုရဲ့ရလက်ပဲဟုတ်တယ်ငါတို့ခြံထဲမှာလည်းဒီနေ့အရန်ဖြစ်ထွန်းနေလေဒီလိုလုပ်ပါလားညီမရဲ့မနေ့ဖြန်ကနေစပြီးဈေးထဲမှာရုံးပရိသီးသွားရောင်းလိုက်တော့လေပေါ်ကစားဆိုတော့ဈေးကြီးကြီးနဲ့ရောင်းလို့ရမှာပဲဟုတ်ပါတယ်အမရဲ့အမပြောတာမှန်တယ်အခုချိန်ထိပဲလေဓမ္မအမရုံးပရိသီးဈေးထဲမှာမရောင်းရသေးဘူးလေအဲ့တော့ကျမတို့အတွက်အမျက်ပဲရှိမှာပေါ့အေးပါဟုတ်ပြီဒါဆိုရင်မနေ့ပြန်ရုံးပရိသီးတွေခူးပြီးတော့ဈေးထဲသွားရောင်းလိုက်နော်ဒီလိုစကားပြောပြီးတော့မှသူတို့တွေကအိမ်သွားခဲ့ပါတယ်ပြီးတော့အားလုံးကရုံးပရိသီးတွေလဲတဲ့ပုံမှာထည့်ပြီးတော့မှတဲကိုသွားခဲ့ကြတယ်ရုံးပရိသီးတွေရမယ်နော်ရုံးပရိသီးလက်ဆက်ဆက်တွေရမယ်ရုံးပရိသီးစိမ့်စိမ့်လေးတွေရမယ်နော်ရုံးပရိသီးတွေရမယ်အရန်ချို့တယ်ဒီလိုနဲ့သူတို့နှစ်ဖွဲ့ကအေးဝဲတွေကိုအော်ခေါ်နေခဲ့တယ်ငှက်တွေအားလုံးကလည်းရုံးပရိသီးအခုမှစပေါ်တဲ့အတွက်ကြောင့်မလို့အရန်ကြိုက်လို့ဆိုပြီးတော့မှရုံးပရိသီးရောင်းနေတာမှာဝိုင်းဝိုင်းလေးနေခဲ့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ရုံးပရိသီးကအမြန်ဆုံးကုန်သွားခဲ့တယ်ဒါကြောင့်မလို့ပျော်ရွှင်တဲ့အိမ်ကိုပြန်လာခဲ့ကြတယ်မိမရဲ့ဒီနေ့တော့ငါတို့ရုံးပရိသီးခူးတာလဲတခုစာတော့ရတယ်မနေ့ပြန်ကြားလို့ရှိရင်တော့ရမယ်လို့ငါမထင်ဘူးဟုတ်တယ်ကျမလည်းအဲ့ဒါပဲစဉ်းစားနေတာဘာလို့ဆိုကျမတို့ရဲ့ခြံထဲမှာကရုံးပရိသီးကနည်းနည်းပဲတီးတာလေရှိသမျှရုံးပရိသီးတွေလည်းဒီနေ့အကုန်ရောင်းလိုက်ရပြီမနေ့ပြန်ကြားလို့ရှိရင်ဘလို့ပတ်စံသွားရှာတော့မှာတော့ဒီတစ်ခေါက်တော့ရာနိုးငှက်ကတကယ်ပဲချမ်းသာသွားတော့မှာသူ့အပင်ကရုံးပရိသီးတွေအများကြီးတီးတယ်အဲ့ဒါဘယ်နှလားတောင်မှရောင်းရမှာလည်းမသိဘူးအမလီကျမတို့အဲ့လိုမဖြစ်စေဘူးအခုတောင်းယူပြီးတော့မှကျမနဲ့လိုက်ခဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကတောင်းယူပြီးတော့မှရာနိုးငှက်ရဲ့ခြံထဲကိုသွားခဲ့ပါတယ်ကာလူကြီးဒီချမ်းရဲ့ခလဲရဲကိုသွားရအောင်ပြီးတော့အမြန်ဆုံးသူ့ရှိကရုံးပရိသီးတွေခူးလိုက်မယ်
သူဘာမှသိမှာမဟုတ်ဘူးဒီလိုနဲ့သူတို့တွေကရုံးမရီတီအများကြီးခုခဲ့ပါတယ်ပြီးတော့အိမ်ကိုပြန်လာပြီးအိတ်သွားခဲ့ပါတယ်နေ့ရောက်တဲ့အခါမှာတော့သူတို့ရဲ့လဲတွေကိုယူပြီးတော့မှခြံထဲကိုလာခဲ့ကြတယ်ကာလူအကိုကြီးဒီမှာခဏလာခဲ့ပါအောင်အဲ့ဒီအချိန်မှာသူတို့လင်မယားနှစ်ယောက်ကပြေးပြီးတော့မှရာနိုးငတ်ရှိကိုလာခဲ့တယ်အေးပြောလေညီမဘာဖြစ်တာတော့ကြည့်ပါအောင်အကိုရဲ့ကျမခြံအလဲထဲမှာအမမရှိတော့ဘူးကြည့်ရတာတရက်ကခိုးသွားပြီနဲ့တူတယ်ညီမကြီးငါတော့အလို့မထင်ဘူးတရိษံတကောင်ကဝင်ပြီးတော့စားသွားတာနေမှာပေါ့တိတ်မစင်းစားပါနဲ့အမြန်ခူးစားရအောင်အမြန်ရုံးရည်သေးတွေခူးစားရအောင်ဟုတ်မှာကိုပြောတာမှန်လိမ့်မယ်တရိษံတကောင်ပဲဝင်ပြီးစားသွားတာနေမှာပေါ့ကျမကအလကားနေနဲ့စိတ်ပူနေတာဒီလိုနဲ့သူတို့နှစ်ယောက်ကပြန်ပြီးတော့မှသူတို့ channel ကိုလာခဲ့တယ်ပြီးတော့ဈေးထဲကိုသွားရောင်းခဲ့တယ်ဒီနေ့မှလည်းဈေးအရန်ကိုရောင်းကောင်းခဲ့တယ်အခုအချိန်မှာတော့ကာလူနဲ့သူ့မိန်းမကတော့ညတိုင်းဒီလိုပဲလုပ်နေခဲ့ကြတယ်ရာနိုးငတ်ရဲ့ရုံးမရီတီကမြန်ပဲကုန်နေခဲ့တယ်မမေရေဒီနေ့မမေနဲ့အတူတူရုံးမရီတီတွေတဲတီတွေလိုက်ခူးမယ်သမီးအရန်ခူးချင်လို့လိုက်လို့မရအောင်သမီးရေသမီးအိမ်မှာပဲနေခဲ့မရအောင်မေသမီးလည်းလိုက်မှာဒီချိန်မှာသူတို့သားမီးနှစ်ယောက်ကခြံထဲကိုရောက်လာခဲ့တယ်ရာနိုးငတ်ကသူ့ရဲ့ခြံထဲကိုကြီးလိုက်တာနဲ့အရန်ကိုအံ့ဩသွားခဲ့တယ်မေရေခြံထဲမှာကြတော့ရုံးမရီတီနည်းနည်းပဲတီးနေတယ်နော်အဲ့ဒါလဲအပြည့်ဘယ်လိုလုပ်ရမှာတော့အေးမသိပါဘူးအမေလည်းနားမလည်နိုင်တော့မင်းညတော့ကတော့အပြည့်ရှိတယ်ဒါမဲ့အခုမနေ့ကျတော့ဒီလိုဘလို့ဖြစ်သွားတာတော့မေရေဒါတယောက်ခိုးသွားတာပဲဖြစ်မှာမင်းညကမိုးရွာတယ်လေဒါကြောင့်ဒီမှာခြံထဲမှာကြီးလိုက်ခြေရာတွေလည်းရှိတယ်ဒီကွာစိတ်မကောင်းဘူးအဲ့တခိုးကငါမဖမ်းနိုင်ခဲ့ဘူးလူနဲ့သားမီးနှစ်ယောက်ကအရန်စိတ်ညစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကာလူတို့လင်မယားလေးရောက်လာခဲ့တယ်ကြည့်ရတာနင်းချန်နဲ့တခိုးဝင်ထားနဲ့တူတယ်ဒီမှာခြေရာတွေလည်းရှိတယ်နင်ဘာမှစိတ်မပူနဲ့နော်အကုန်အဆင်ပြေသွားမှာပါအဲ့လိုပြောပြီးတော့မှကာလူငတ်ကတော့သူ့ခြံထဲကိုတူးလာခဲ့တယ်ရာနိုးငတ်ကတော့ရှိတဲ့ရုံးမရီသီးတွေပဲခူးပြီးတော့ရောင်းခဲ့ပါတယ်ကာလူတို့ကတော့အရန်ချမ်းသာသွားခဲ့တယ်သူတို့မှပတ်စံအများကြီးရှိခဲ့တယ်ရာနိုးငတ်လေးကတော့စိတ်ပဲညစ်နေခဲ့တယ်ဒီမှာကြည့်လိုက်ကျမရဲ့အကြံဘယ်လောက်ကောင်းလဲကျမတို့ပဲနောက်ဆုံးတော့တတိဖြစ်သွားတာပဲလေဒါနဲ့ဘာဝယ်ကြမှာတော့သူ့ထားလိုက်ပေါ့မစိုးချင်ပါဘူးကျမကတော့ရွှေဆွဲကျိုးဝယ်မှာဒီလိုနဲ့ကြီးကန်းရဲ့မိန်းမကတော့ပတ်စံနေကုန်လုံးပြီးတော့မှရွှေဆိုင်ကိုသွားခဲ့ပါတယ်သူကအရန်လာတဲ့ရွှေဆွဲကျိုးလေးဝယ်လိုက်ပါတယ်အဲ့ဒီဆိုင်မှာပဲဒီကွက်တခိုးတွေထိုင်နေခဲ့တယ်သူကလူကြီးကရဲ့မိန်းမအပေါ်မှာတေချာလေးစိုက်ကြည့်နေခဲ့တယ်အကိုကြီးဒီရွှေဆွဲကျိုးနဲ့ကျမနဲ့တအားလိုက်မယ်မလားလိုက်တာပေါ့ဒါကိုဝစ်ပြီးသွားလို့ရှိရင်အားလုံးထက်တာသွားမှာသွားတော့မယ်နော်ရော့ဒီမှာပတ်စံဒီလိုနဲ့ပျော်ရွှင်တဲ့ကာလူကြီးကပြန်လာနေခဲ့တယ်အနောက်မှာတခိုးစီကွက်နှစ်ကောင်ကလိုက်နေခဲ့တယ်လမ်းခုလက်တနေရာမှာအဲ့တခိုးကဒီကန်းရှိကနေရွှေဆွဲကျိုးကိုလူလိုက်တယ်ကျမရွှေဆွဲကျိုးပြန်ပေးပါကျမကခက်ခဲနဲ့ဝယ်ထားတာသူ့ကိုပါငါတို့ခုတ်သက်ပြင်းမှဖြစ်မယ်ထင်တယ်သူသာအသက်ရှင်အားလုံးပြပြလိုက်မယ်အမလီရွှေဆွဲကျိုးယူခြင်းလဲယူလိုက်ပါကျမကိုတော့မတက်ပါနဲ့နင့်ကိုတက်ပြင်းမှပဲဖြစ်မယ်အဲ့လိုပြောပြီးတော့မှကာလူမိမကိုတက်ပြစ်လိုက်တယ်တယောက်တဲ့အခါမှာငတ်တဲ့အကုံဝိုင်းနေခဲ့တယ်ဒါဘလို့ဖြစ်သွားတာတော့ငါတော့အရင်နောင်တရတာပဲဒါတို့ရေတကယ်တော့ငါတို့ကနှစ်ချန်ထဲကနေရုံးမရီတီအကုန်လုံးခိုးခဲ့တာအဲ့ဒီဟာရောင်းပြီးရတဲ့ပတ်စံနဲ့ရွှေဆွဲကျိုးသွားဝယ်တာအဲ့ဒါသူ့တခိုးတွေကဝိုင်းပြီးတော့တက်လိုက်တာနေမှာပေါ့ကျမလည်းဘာတက်နိုင်မှာမလို့တော့ဖယားကကိုတို့ကိုအပြစ်ပေးပြီးပြီပဲ